Su30 SME ဆိုတာက Su30 series ကိုမှ standardize modern နဲ့ export version ကိုဆိုလိုတာပဲဖြစ်တယ်။ series ရဲ့ဒါမှမဟုတ်ရင် standardize ဆိုတဲ့စလုံးကသတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့အညီ series လိုက်ထုတ်လုပ်ထားတာကိုဆိုလိုတာပဲဖြစ်တယ်။ modernize ဆိုတဲ့အဓိပ္ပာယ်ကကြတော့နောက်ဆုံးပေါ်စမ်းသပ်ရေးနဲ့ upgrade လုပ်ထားတာကိုရည်ညွှန်းတာပဲဖြစ်တယ်။နောက်ဆုံး E ဆိုတဲ့စလုံးကကြတော့ပြည်ပနိုင်ငံတွေကိုတင်ပို့ရောင်းချတဲ့ export version ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာပဲဖြစ်တယ်။အဲ့ဒီသုံးခုလုံးကိုပေါင်းဆက်ပြီးတော့ Su30 SME လို့ခေါ်ဆိုတာပဲဖြစ်တယ်။ဒီနေ့မှာတော့ Su30 SME နဲ့သက်ဆိုင်တဲ့ဘုဟုသုတအားလုံးကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ Flyway အခါမှာကြိုဆိုပါရစေ။ Su30 SME ဆိုတာကရုရှားနိုင်ငံကနေပြီးတော့ထုတ်လုပ်ထားတဲ့လေယာဉ်မျိုးစားပဲဖြစ်ပါတယ်။ရုရှားလိုစုဆိုတာကစုခိုးကြီးဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။သူ့ကိုအင်္ဂလိပ်လိုဘာသာပြန်မယ်ဆိုရင်တော့ grind ဆိုပြီးတော့ဘာသာပြန်နိုင်ပါတယ်။မြန်မာလိုဆိုရင်တော့6တွေ့သောဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့သူ့ကိုနာမည်ပေးချင်တာကြတော့6တွေ့သောဆိုပြီးတော့နာမည်ပေးချင်တာမဟုတ်ပါဘူး။လေယာဉ်ကိုစတင်ဒီဇိုင်းဆွဲတဲ့အင်ဂျင်နီယာနာမည်ကပါပြဲစုခွားကြီးဖြစ်ပါတယ်။အဲ့ဒီအင်ဂျင်နီယာကိုဂုဏ်ပြုတဲ့အနေနဲ့အစွဲပြုပြီးတော့သူ့ရဲ့လေယာဉ်ကိုစုခွားဆိုပြီးတော့နာမည်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့နေတိုးနဲ့နောက်အစုတွေကတော့သူ့ကိုနာမည်ပြောင်နှစ်နေအနေနဲ့ flanker ဆိုပြီးတော့နာမည်ပေးထားပါတယ်။ Su30 SME ရဲ့အဓိကရည်ရွယ်ချက်ကတော့ရန်သူရဲ့ air target ရော ground target ရောကိုနေ့ရောညရောရာသီဥတုဆိုတဲ့အချိန်မှာပါတိုက်ခိုက်နိုင်အောင်လို့ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ Su30 SME ရဲ့နောက်ထပ်ထူးခြားတဲ့စွမ်းဆောင်ရည်ကတော့ air defense နေခံထားတဲ့ရန်သူရဲ့ infrastructure အဆောက်အအုံတွေကိုဖြိုခွင်းနိုင်တာပဲဖြစ်ပါတယ်။ဟုတ်ပြီအဲဆိုရင် Su30 SME ရဲ့အကြောင်းတွေကိုသူ့ရဲ့လေယာဉ်ဒီဇိုင်းပိုင်းကနေစပြီးတော့ကျွန်တော်ရှင်းပြမယ်။လေယာဉ်ဒီဇိုင်းပိုင်းမှာဆိုရင်တော့ Su30 SME ကပိုင်းလော့2ယောက်စီးနိုင်အောင်လို့ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။လေယာဉ် site ကိုကြည့်မယ်ဆိုရင်လေယာဉ်ထိပ်ဖူးကနေပြီးတော့လေယာဉ်အမီးပိုင်းထိ82ပေရှည်တယ်။လေယာဉ်တောင်ပန်းဟိုဘက်အစွန်ကနေပြီးတော့ဒီဘက်အစွန်ထိက48ပေရှည်တယ်။လေယာဉ်ရဲ့အမြင့်ကတော့ပေ20ရှည်တာပဲဖြစ်ပါတယ်။အဲ့ဒီအမြင့်ကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာကြည့်မယ်ဆိုရင် NBA ဘတ်စကတ်ဘောကွင်းတကွင်းစာလောက်ကိုရှိပါတယ်။သူ့ရဲ့အင်ဂျင်ပိုင်းမှာဆိုရင်တော့ AL31FB Afterburner Turbofan အင်ဂျင်နှလုံးကိုတက်ဆင်ထားတာပဲဖြစ်ပါတယ်။ပြီးတော့လေယာဉ်တောင်ပန်းရှီနားလေးမှာကားနဲ့ဝင်လို့ခေါ်တဲ့ဝင်းအသေးသားလေးတစ်စုံကိုထပ်ပြီးတော့တက်ထားပါသေးတယ်။အဲ့ဒီကားနဲ့ဝင်နေကြမို့ပဲလေယာဉ်ရဲ့ aerodynamic ကိုပို့ပြီးတော့ကောင်းလာစေနိုင်တာပဲဖြစ်ပါတယ်။လေယာဉ်ရဲ့ aerodynamic ကဘယ်လိုတောင်ကောင်းသွားလဲဆိုတော့ AL31FB engine နဲ့ကားနဲ့ဝင်တော့နှစ်ခုပေါင်းပြီးတော့မောင်းလိုက်မယ်ဆိုရင် Puka-Jet Cobra ကိုလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီနေရာမှာ Puka-Jet Cobra ရဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးရှင်းပြမယ်။ Puka-Jet Cobra ဆိုတာကငွေဟောက်တစ်ကောင်ကရန်သူကိုတွေ့တဲ့အခါမှာခေါင်းထောင်သလိုပဲလေယာဉ်ကသူ့ဘာသူပြန်နေရနေပြီးတော့ဒေါင်လိုက်ကြီးခေါင်းထောင်တဲ့အထိပြန်သွားနိုင်တဲ့အနေအထားမျိုးပဲဖြစ်ပါတယ်။အဲ့လိုမျိုးလေယာဉ်ကိုလုံနိုင်တဲ့အစွမ်းတတိရှိပါတယ်။လေယာဉ်ရဲ့ cockpit ခန်းထဲမှာဆိုရင်တော့ပိုင်းလော့ထိန်းချုပ်မောင်းနေတာကိုကွန်ပျူတာ system နဲ့ထိန်းချုပ်မောင်းနေတဲ့ Flyme Wire system ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။သူ့မှာတည်ဆောင်နိုင်တဲ့လေယာဉ်စီကိုကြည့်မယ်ဆိုရင်လည်းအနည်းဆုံးဂျီတာ9000ကျော်ကနေပြီးတော့အများဆုံးဂျီတာ9000ကျော်ထိတည်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ဟုတ်ပြီအဲဆိုရင် Su30 SME ရဲ့တိုက်ခိုက်ရေးလက်နက်တွေအကြောင်းကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြမယ်။သူ့မှာဆိုရင်တော့ဘုံးတွေ rocket တွေ missile တွေတက်ဆင်လို့ရတဲ့ပိုင်လွန်12ခုတောင်ပါပါတယ်။ရှင်းရှင်းပြောရမယ်ဆိုရင်ဘုံးတွေ rocket တွေ missile တွေကိုချိတ်ဖို့အတွက်နေရာ12နေရာတောင်ပါပါတယ်။ missile မှာဆိုရင်တော့ R မျိုးစားနဲ့ K မျိုးစားဆိုပြီးတော့ missile နှမျိုးကိုတက်ဆင်တာတွေ့ပါတယ်။ R မျိုးစား missile တွေမှာဆိုရင်တော့ R77 R73 နဲ့ R27 အမျိုးအစားမဆိုင်တွေကိုတက်ဆင်တာကိုတွေ့ရပါတယ်။ K အမျိုးအစားမဆိုင်မှာဆိုရင်တော့ K29 series, K59ME နဲ့ K38M ဆိုတဲ့အမျိုးအစားမဆိုင်တွေကိုတက်ဆင်တာကိုတွေ့ရပါတယ်။ဘုံအနေနဲ့ဆိုရင်တော့ KAB 900L, KAB 1500L, FAB 900D နဲ့ OFAB series အမျိုးအစားဘုံတွေကိုတက်ဆင်လို့ရမှာဖြစ်ပါတယ်။ Su30 SME မှာတက်ဆင်လို့ရမယ် rocket အနေနဲ့ဆိုရင်တော့ S8 နဲ့S30 ဆိုတဲ့အမျိုးအစား rocket တွေကိုတက်ဆင်နိုင်မှာဖြစ်ပါတယ်။လေယာဉ်ပစ်စက်တနက်အနေနဲ့ဆိုရင်တော့ 30mm ကြည်စံကိုအသုံးပြုထားတဲ့ GSH 301ဆိုတဲ့စက်တနက်ကိုတက်ဆင်ထားတာပဲဖြစ်ပါတယ်။ဒါကတော့ Su30 SME မှာတက်ဆင်အသုံးပြုနိုင်တဲ့လက်နက်အမျိုးအစားတွေကိုကျွန်တော်ရှင်းပြပေးသွားပဲဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ Su30 SME ရဲ့လက်နက်ပိုင်းမှာခေတ်အမီဆုံးဆိုတဲ့အရာတစ်ခုပါပါသေးတယ်။အဲ့ဒါကတော့ helmet mounted display လို့ခေါ်တဲ့
HMD ဖြစ်ပါတယ် HMD ကိုလွယ်လွယ်နားလည်အောင်ရှင်းပြမယ်ဆိုရင်ပိုင်းလော့ဆောင်တဲ့အုတ်ထုပ်ကိုပေါ့နော်အဲ့ဒီအုတ်ထုပ်မှာသူ့ရဲ့လေရင်တစ်စီးလုံးရဲ့အချက်လက် data တွေကိုတခါတည်းမြင်နိုင်အောင်လုပ်ထားတယ်ပြီးရင်လက်နက်ပိုင်းကိုလည်းအဲ့ဒီ HMD ကနေပြီးတော့ပဲတခါတည်းကြည့်နိုင်အောင်လို့ပိုင်းလော့ရဲ့အုတ်ထုပ်မှာ data တွေအကုန်လုံးကိုမြင်နိုင်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်အဲ့ဒီ HMD လို့ခေါ်တဲ့ပိုင်းလော့အုတ်ထုပ်မှာပို့ပြီးတော့ထူကြတဲ့အချက်ကပိုင်းလော့ကရန်သူကိုတွေ့လို့ပြစ်မယ်ဆိုရင်လေရင်တစ်စီးလုံးကို direction ပြောင်းပြီးတော့ပြစ်ချမလို့ပိုင်းလော့ကခေါင်းလဲလိုက်တာနဲ့အုတ်ထုပ်ကလိုက်ပြီးတော့လှည့်တဲ့ direction တိုင်းကိုအောက်ကလက်နက်ကလည်းလိုက်ပြီးတော့လှည့်သွားမှာဖြစ်ပါတယ်အဲ့လိုလုပ်ပြီးတော့ရန်သူကိုပို့ပြီးတော့လင်းလင်းမြန်းမြန်းချေမှုန်းနိုင်မှာဖြစ်ပါတယ်ဒါကတော့စူတာတီ SME ရဲ့ဘိုးစုသားအားလုံးကိုကျွန်တော်ရှင်းပြပေးသွားပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဘယ်လိုထင်လဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာမျှဝေနိုင်ပါတယ်အာရုံစိုက်ပြီးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်တော့မှကြဆုံကြမယ်